ဘောကဘာလဲဆိုတော့ဘောကမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ဒါပဲလေကျတို့ကခက်တာပဲအဲ့ဒီမွေးဖွားတာနဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့ तू ကဘာငါကဘာ तू အစဉ်ပြေတယ်ငါအစဉ်မပြေဘူးဆိုတာတွေလောက်ထွဲစိတ်ထဲရပါတော့နားလေဟုတ်လားတကယ်တမ်းကအဲ့ဒီအစဉ်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးသူအစဉ်ပြေလဲပဲသိရမယ်ဘဝအစဉ်မပြေလဲပဲသိရမယ်ဘဝပဲဘဝကိုကျွတ်တို့ကသိရမယ်ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါနှစ်ခါလောက်သိတဲ့အတိနဲ့အကျဉ်းရာနဲ့ချီပြီးတော့သိတဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုကြမစို့သိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းအားမပြထက်ခါသိကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘလို့လမ်းညွန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘလို့ငြိမ်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏနုဒ္ဓတိသေခြင်းကိုဘာထအမှတ်ရမယ်ဆိုလို့ရှိရင်ဥပဒမာယနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါတေးရမယ့်လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းတေးရမယ့်လူတွေလို့စဉ်းစားလိုက်ဒီခါတလေဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေကမရှိဘူးလားမိဘတွေဆိုရင်သာသမီတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ကြတာပူကြတာပေါ့ဒါဘုံဘုံကတော့လက်တွေ့ကြလေးဒေသနာတွေကိုအလုံးချကြည့်စေခြင်းတယ်ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူနေတယ်ဆိုရင်ငါမကြခင်သိမှာပါဘာတွေများပူနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတဲ့အမှန်သိမှုဟာကိုယ့်ဘဝအတွက်အများကြီးပူနေတာတွေကိုလျှော့ချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာဒါနီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါစို့ပူရင်လည်းပဲမညှမတာတာစဉ်းစားလိုက်သူတို့လည်းပဲသိရမယ့်အကောင်လေးတွေသိရမယ့်လူလေးတွေစိတ်ထဲမှာဘယ်လောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေဘူးမင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောမှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိလို့ဟုတ်လားစဉ်းစားနော်ဒါကိုဘေးကလူတွေအကုန်လုံးကိုလည်းပဲသေလူလို့တွက်ထားဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲကိုအရင်နှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးဒုက္ခပေးနိုင်မှုအားနည်းလေးနီးလာလေးဒုက္ခပေးနိုင်မှုကြီးလေးပဲစဉ်းစားကြည့်လေကိုယ်စိတ်တွေကြိမ်ဖန်များစွာပူနေရတာဘယ်သူအတွက်ပူနေရတာတော့အဲ့လူတွေပဲဟုတ်လားဒါမှမဟုတ်သေခြင်းကိုစဉ်းစားရင်ပထမဒုက္ခအပေးနိုင်ဆုံးကိုယ့်ဘဝအကြောင်းကိုအရင်စဉ်းစားငါသေလူတယောက်ဖြစ်တယ်ဒီကိုသေရလိုက်တယ်ဘယ်လိုမှရှောင်လို့မရသေပြီဆိုတာနဲ့ဒီဘဝရဲ့နော်အခြေအနေကောင်းတယ်ပဲပြောမကောင်းဘူးပဲပြောမကောင်းတကောင်းပဲပြောချင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ကျန်တဲ့လူတွေကိုလည်းအဲ့လိုညံတွေကရှင်းထုတ်နိုင်ဖို့လုပ်တယ်သားသမီးတွေကိုဝေးရဆွေတွေမျိုးတွေလှုပ်ဖို့ကိုင်းဘက်တွေအကုန်လုံးပေါ့လေအကုန်လုံးဘလို့အောင်မရဘူးသေလူတွေသူတို့လည်းဘယ်ချင်းသိနေတော့မသိနိုင်ငါရင်သိမလားငါတော့သိမလားဘယ်သူမှတိတိကျကျမသိနိုင်အဲ့ဒီအမှန်တရားကိုဘုံဘုံတို့ဟာပယ်နေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘလောက်ငြိမ်းအေးသွားသေးမလဲဆိုတာကိုလက်တွေ့သိအောင်လုပ်ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်လေးတွေမြင်နေရတာလေးတွေအကုန်လုံးပေါ့နော်ပြီးရင်ရှိသမျှသတ္တဝါအကုန်လုံးအကုန်ပြတ်သွားကြပါဟုတ်လားပြီးရင်တစ်ကပြန်စားဘွားတစ်ခုပြန်စားပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီအဲ့ဒီကိစ္စကိုမြန်မြင်အောင်ကြည့်များမြင်အောင်ကြည့်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရတယ်ဟုတ်လားဘုန်းတော်ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးလေးနက်နက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းတော်နားလည်တာကရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာသူများအဆင်ပြေတယ်အဆင်မပြေဘူးအဆင်ပြေတယ်မပြေဘူးပြောနေတာကိုအားစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာဒါမင်းအဆင်ပြေမပြေသေလဲသေရအောင်မှာဆိုတာဘာတော့
အမှန်တရားကြီးအဲ့ဒီအမှန်တရားကိုဘုန်းတော်ဘာလို့အောင်တော့စဉ်းစားရမယ်ခုဒီမှာမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်ပုဏ္ဏပုဏ္ဏဇာယတိမေယတိစာထခထခဖြစ်ရတယ်ထခထခဖြစ်တော့ထခထခပြည့်ရတယ်မွေးရတယ်ပေရတယ်